Namo Tata Bhagavato Arahato Dhamma Sambuddhassa. Namo Tata Bhagavato Arahato Dhamma Sambuddhassa. Namo Tata Bhagavato Arahato Dhamma Sambuddhassa. သာသနာတော်နှစ်2569ခုကောဇာတက္ကရာ1389ခုနှစ်တပေါင်းလပြည့်ကျော်10ရက်နေ့ခရစ်နှစ်10ရက်3လ2026အင်္ဂါနေ့လယ်ပိုင်းလဆန်း10ရက်လဆုပ်10ရက်အပြည့်လကွယ်နေ့တိုင်းဥပုသ်တရေများစောင့်တည်၍တရားနာတရားအားထုတ်လျက်ရှိကြကုန်သောယောဂီအပေါင်းသူတော်ကောင်းတို့နှင့်အမြဲနေတန်ဃာတော်အရှင်သူမြတ်များဆရာလေးဆရာကြီးများအစရှိသည့်ယောဂီအပေါင်းသူတော်ကောင်းတို့ကိုသာဓု၈ပါးတရားတော်ကျေးဇူးဆက်ဟောကြားပါမယ်။ဘာတရားတွေလဲတရားတော်ကိုမဟောကြားမီဥရှိရနေပြီးတော့ဝတ်3ပါးကိုလှည့်သွားတာပရိစ္ဆသမုပ္ပါအရှိခန္ဓာပေါ့ဝတ်ကဘယ်နှပါးရှိတာတော့ပါရတော့ကိလေသာဝတ်ကဘယ်နှပါးလဲကာမဝတ်ကဘယ်နှပါးလဲဝိပါကဝတ်ကဘယ်နှပါးလဲဟုတ်ပြီကိလေသာဆိုတာကဦးဇင်းတို့ရဲ့တန်တမ်းမှာအနုတ္တယကိလေသာဆိုတာရှိပရိယုဌာဏကိလေသာဝိတက္ကမကိလေသာဆိုပြီးတော့ကိလေသာ3မျိုးရှိပရိယုဌာဏမနောကံနဲ့ပြစ်မှားတာပေါ့ဝိတက္ကမကာယကံဝစီကံပေါ့အနုတ္တယဆိုတာကပုံခိုနေတာဒီလိုတန်တန်မှာအကြောင်းရှိမှအကျိုးတတ္တိယပေါ်လာတာအကြောင်းမရှိဘဲနဲ့မပေါ်ဘူးပေါ့အဲ့ဒါကိလေသာလို့ခေါ်တယ်ကာမဝဆိုတာကတော့ရှည်ရလက်တွေနဲ့ပြုလုပ်တာကာမဝပါပဲဟုတ်လားရှည်နဲ့လက်နဲ့ပြုလုပ်တာကာမဝပေါ့နှုတ်ကနေပြီးတော့မှပြောဆိုတာကြတော့ဝစီကံလို့ခေါ်တာပေါ့စိတ်နဲ့ကြံစည်တာကြတော့မနောကံဒါကကာမဝဝိပါကဝဆိုတာကယောဂီအပေါင်းသူတော်ကောင်းတို့အခုရရှိကြတဲ့ခန္ဓာကြီးပေါ့ရရှိကြတဲ့အတုံးကြီးခန္ဓာကြီးကိုလည်းပြောလို့ရဦးဇင်းတို့ရရှိကြတဲ့ခန္ဓာကြီးမှာမျက်စိနားနှာခေါင်းလျှာကိုယ်စိတ်မရှိဘူးလားဒါဝိပါကဝပဲအဟောင်းကံကြီးပေါ့အတိတ်ကကုပြုထားတဲ့ကံမျက်စိပါတော့မြင်စိတ်မဖြစ်ဘူးလားကြားစိတ်မဖြစ်ဘူးလားနားစိတ်စားစိတ်ထိစိတ်သိစိတ်ဒါဝိပါကဝတ္တိမြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းထိတိုင်းသိတိုင်းအတိတ်ကဝိပဲကဲမြင်တယ်မြင်တော့မကြည့်ရဘူးလားကြည့်ရဝတ်လိုက်တာဟုတ်တယ်မလားမြင်တယ်ကြားတယ်သူများပြောတော့နားပါတော့နားအကြည့်ပါတော့မကြားရဘူးလားဝတ်လဲတာပဲမကြားချင်တာလဲကြားရတာပဲလीကြားချင်တာလဲကြားရတာပဲကဲမျက်စိကလည်းမြင်ချင်တာလဲမြင်ရတာပဲမမြင်ချင်တာလဲမြင်ရတာပဲအမြင်ကြားနံစားထိတိဒါဒီဝိပါကကိုသူ့ဘိသူညာတော့လဲသူကပရမတ်ပြမြင်စိတ်ကြားစိတ်နားစိတ်စားစိတ်ထိစိတ်သိစိတ်ဒီဒါပရမတ်တရားပြည့်မရှိဒါကရှေ့စိတ်လို့ခေါ်တယ်ဘာစိတ်တော့ရှေ့ရစိတ်နောက်စိတ်ကြတော့မှအပြစ်ဖြစ်တာနောက်စိတ်ကလေနောက်စိတ်ကဘလို့ကြောင့်အပြစ်ဖြစ်ရတာလဲဆိုတော့မနောဝိညာဉ်ပေါ့မနောဝိညာဉ်ဆိုတာမနောစိတ်ကလေးဒီအဖြူတယ်လေးလို့ဆိုပင်ဆိုညာတော်လဲအဲ့အဖြူတယ်လေးကိုဝိဇ္ဇာဒီဟုသောအတိပညာအလင်းဒါတွေနဲ့မမြင်နိုင်ဘူးဆိုလို့ရှိရင်
အဲ့ဒီမနောကိုဥပဒံကဝင်ပြီးတော့မှနှောက်ရှက်တော့တာဥပဒံကဝင်ပြီးတော့နှောက်ရှက်တာဥပဒံဆိုတခြားလားအစွဲလားအစွဲဥပဒံကအစွဲမောင်ပြမောင်ဒီမောင်ဝါလို့မှတ်ထားတာကတင်ညာဦးဇင်းတို့မြင်လိုက်တယ်မြင်စိတ်ပေါ့မြင်စိတ်ကလေးရဲ့နောက်မှာအတိတ်ကိုအာယုံပြုဓမ္မယုံလို့ခေါ်တာပေါ့မနောကြည်ကိုဗာတိုက်လေမနောကြည်ဗာတိုက်တော့ဓမ္မယုံမတိုက်ဘူးလားမနောကြည်ကိုဓမ္မယုံတိုက်တော့ဗာစိတ်ပေါ့တွေးတော့ကြံစီတဲ့စိတ်တွေပေါ်တာဓမ္မယုံဆိုတာမြင်မှုကြားမှုနာမှုစားမှုထိမှုသိဘူးတာအဲ့ဒီဓမ္မယုံဒီမနောအကြည်မှာပဲသူကကတ်လို့ရကြံတဲ့မြင်တဲ့စိတ်ကြားတဲ့စိတ်နားတဲ့စိတ်စားတဲ့စိတ်ထိတဲ့စိတ်ဒီစိတ်တွေမှာသူကတ်လို့မရအဲ့ဒီမနောမှာသွားကတ်လို့ရအဲ့ဒီမနောမှာတတိမထားမိလိုက်လို့ရှိရင်မြင်စိတ်ကလေးပေါ်မှာတတိမထားမိလိုက်လို့ရှိရင်ဥပါဒအစွဲကတတ်ပြီးတော့အတိတ်ကမောင်ပြမောင်နီမောင်ဝါမောင်မဲငါသားငါသမီးငါအိုးငါအိမ်ငါတိုက်ငါတာငါပစ္စည်းဆိုပြီးတော့မှအစွဲရနောက်ကပညာအနေနဲ့မှတ်ထားတဲ့အတွက်ပါတော့တာစဉ်းစားဖို့မကောင်းဘူးလားအေးတရားအားထုတ်တဲ့တရားနာတယ်ဆိုတာကိုယ်အကြောင်းကိုသိဖို့ပဲယောဂီတို့ကဟုတ်တယ်မလားတော့ဦးဇင်းတို့ကဝိအနေနဲ့တူတူလေးလှည့်လိုက်တယ်ဒါဘာလို့အဲ့လိုလှည့်ရတော့ဆိုတော့ဦးဇင်းတို့ဒီယောဂီတွေဟာတစိမ့်နေလည်းမဟုတ်ဘူးအများတိုင်းဆိုတော့ဒီပရိစ္ဆေသုံးပါးကိုသုံးခေါက်မလှည့်တော့ဘူးပေါ့ဗျာနော်ပြင်းလို့မဟုတ်ပါဘူးဟုတ်တယ်မလားဦးဇင်းထင်ရတော့ယောဂီတို့ဉာဏ်ရည်မြင့်နေပြီလို့အထင်နဲ့ပါနော်ဘယ်လိုပဲဖြစ်နေလေနော်ဒါအများတိုင်းအခြေခံတရားစကားနေမှာဆိုလို့ရှိရင်ဦးဇင်းတို့လှည့်ရတယ်မို့လားလှည့်ပါတယ်နော်ယောဂီအစ်စ်တွေများရင်လှည့်တာလေဟုတ်တယ်မလားအခုဦးဇင်းအတူကျုပ်ပြောချင်တာကဦးဇင်းတို့ဒီဝိလိုက်နေတာပြောစီနာနှကောင်းလျာကိုစိတ်မြင်စိတ်ကြားစိတ်နားစိတ်စားစိတ်ထိစိတ်သိစိတ်ဒီဝိပါကဝဒါယောဂီတို့အခုခန္ဓာရတဲ့ပုံကိုမှန်တယ်များဦးဇင်းတို့အပါဝင်ဒီဝိပါကဝကြည်နဲ့ဦးဇင်းတို့နေထိုင်နေရတာမဟုတ်ဘူးလားဟုတ်တယ်နော်အဲ့ဒီမှာမြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းထိတိုင်းသိတိုင်းမှာမျက်စိနဲ့မြင်တော့လိုချင်တယ်လိုချင်တာရှိတယ်လို့မလိုချင်တာလည်းမရှိဘူးလားအဲ့ပေါ်မှာတတိမထဝရိယမဆိုင်တော့မောဟမဖြစ်သွားဘူးလားဟောလောဘဒေါသမောဟနားနဲ့လည်းထုံနေတူစွာပဲကြားကျင်တဲ့စိတ်ရှိတယ်မကြားကျင်တာရှိတယ်ကြားကျင်တာရှိတယ်ဟုတ်တယ်မလားထုံနေတူစွာပဲနှာခေါင်းလဲအဲ့ဒီမှာကိလေသာဖြစ်တော်တာဥစဉ်တော်ကဟုတ်တယ်မလားအဲ့ဒီမှာကိလေသာဖြစ်တာဦးဇင်းတို့မှာတတိမထားနိုင်ဝိရိယမဆိုင်နိုင်ဉာဏ်နဲ့မရှုနိုင်တဲ့အခါကျတော့ဟာဒီရထားတဲ့ဝိပါကဝုကြီးအပေါ်မှာမြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းထိတိုင်းသိတိုင်းမှာလောဘဒေါသမောဟတွေနဲ့ဆိုရင်ကိလေသာမဖြစ်ဘူးလားနော်အဲ့ဒီကိလေသာလည်းမျက်စိအကြည့်နဲ့အစင်းနဲ့မစုံတဲ့အချိန်မှာကိလေသာစိတ်လိုချင်တဲ့စိတ်နှစ်သက်တဲ့စိတ်ဆွဲလန်းစိတ်တတ်မဲ့တဲ့စိတ်မရှိဘူးနော်မရှိဘူးနော်အကြောင်းတိုက်ဆိုင်မှရှိတာဟုတ်တယ်မလားနားကလည်းဒီထူထီထူစားပဲတခါကြီးတို့နားလည်းအကြောင်းတိုက်ဆိုင်မှနားကျင်တဲ့အတန်နဲ့မတိုက်တဲ့အချိန်မှာကြားသိစိတ်ဒီဘယ်မှာရှိမှမသိသေးဘူးကြားလိုက်တော့မှပဲအဖေအမေကြားလိုက်တော့မှအော်ငါသားလေးငါသမီးလေးနဲ့ခံစားမှုဆိုတဲ့ဝေဒနာမှတ်သားမှုဆိုတဲ့ပညာတွေပါလာလေဟုတ်တယ်မလားငါသားလေးဘယ်ကဲ့သို့ပညာသို့ဆိုတဲ့စိုးရိမ်ပူပန်တော့ကဒီလိုတွေဖြစ်တာကိလေသာတွေပဲလေဟုတ်တယ်မလားအဲဆိုတော့ယောဂီတို့မှာကိလေသာရောမရှိဘူးလားရှိပါတယ်တရားနှလုံးမသွင်းနိုင်သေးသေးကာလပတ်လုံးတရားမလုတ်တဲ့အချိန်မှန်သမျှမတရားဖြစ်နေတယ်လို့ဒီလိုမျိုးသုံးသပ်မှာရဲရဲဆက်ဆက်ပြောရရင်အဲ့လိုသုံးသပ်မှာပဲဟုတ်တယ်မလားတရားနှလုံးမသွင်းတဲ့အချိန်မှာမတရားစိတ်တွေဖြစ်နေတာလို့သုံးသပ်မှာအဲ့မတရားစိတ်ဒီတခြားလားကိလေသာလားအဲ့ဒါကိလေသာပဲရှိသေးတယ်ကံတော့မြောက်ပြီလားကံမမြောက်သေးဘူးကံမမြောက်သေးဘူးမျက်စိနဲ့မြင်လို့လိုချင်တာရှင်နဲ့လက်နဲ့မှသွားပြီးတော့မယူသေးဘူးဆိုလို့ရှိရင်ကာယကမြောက်ပြီလားမမြောက်သေးဘူးနော်ပါးစပ်နဲ့ပြောရင်ရောပစီကမြောက်ပြီလားမမြောက်သေးဘူးနော်
စိတ်နဲ့ရတော့စောစောကနေပြီးတော့လိုချင်တဲ့စိတ်ကလေးဖြစ်ပေါ်လာပြီဆိုရင်ဖြစ်ပေါ်လာတာပဲရှိသေးတယ်လေမနောကံလေမနောကံကတောင်းမှန်ရင်ကြည်တယ်လို့ပြောတာမနောကံကသမုဒိအနေနဲ့တောင်းမှန်ကြည်တယ်ကာယကံဝစီကံကတော့ကိုယ့်ရဲ့သက်ကြီးချိန်ဝါဂုဏ်သိက္ခာကြီးမားတဲ့ပုဂ္ဂိုလ်တဦးတယောက်ပေါ့ဟုတ်တယ်မလားဦးဇင်းတို့လူပုဂ္ဂိုလ်ကအစရှိပြီးတော့မှသီလရှင်ကိုရင်တာမဏေစသည်အဖြစ်ပေါ့နော်ယဟန်တန်ဃာတော်တွေပေါ့သီလအနေနဲ့အစစ်စစ်မမြင့်သွားဘူးလားမြင့်သွားတယ်နော်အဲ့ဒီမှာကိုကသွားပြီးတော့ကာယကံဝစီကံနဲ့ပြင်မလိုက်ပြီဆိုလို့ရှိရင်တောင်းမှန်ရင်တောင်းမှန်မတောင်းမှန်ရင်သူဒီတရားမတက်တော့တရားမရနိုင်ဘူးသူ့ဘယ်သူများတော့လဲတောင်းမှန်လိုက်မယ်ဆိုရင်တော့ကိုကျူးလွန်ထားတဲ့ကာယကံဝစီကံကျူးလွန်ထားတဲ့အဖြစ်ကလည်းပျောက်တာတော့ပျောက်မသွားဘူးသူ့ဘယ်သူများတော့လဲပေါ့ရော့သွားမယ်တက်တာကိုရမှာပေါ့ဒါကြောင့်ကာယကံဝစီကံဆိုတာသမုဒိအနေနဲ့ကတိတ်အရေးကြီးသစ္စာအနေနဲ့ကလည်းအမှန်တကယ်ရှိတယ်အများသူငါသုံးနေတဲ့သမုဒိသစ္စာမှန်အောင်ပြောမှမှန်အောင်မပြောနိုင်လို့ရှိလို့ရှိရင်မုသာဝါဒထိုက်ပညာတွေပဲကွာတို့မသုံးပါဘူးဆိုလို့ရှိရင်သုံးစရာအောင်မရှိဘူး32ဖုံဆိုတာပညာပဲအဲ့ပညာကိုပယ်လိုက်မယ်ဆိုလို့ရှိရင်ဘုံဆိုတာမရှိတော့တာဟုတ်တယ်မလားအေးအဲ့တော့ဥစဉ်တို့မှာဥစဉ်ပြောချင်တာကဝတ်3ပါးလှဲ့တယ်ဝတ်3မျိုးလှဲ့တဲ့နေရာမှာမြင်ကြနတ်စားထိတိသည်ဒါကဘာဝတ်တော့ယောဂီတို့ပြောမှတရားနာပြီးပြန်သွားလို့တော့အလကားပဲစဉ်းစားမှတော့တကယ်တိကိုတိသွားမှမတိရင်အလကားအရှိန်လေးကုန်တာပဲဒါနဲ့ပြောစရာကောင်းတာဘာလို့လို့ဆိုတဲ့အခါကျတော့ဒါလည်းအရေးကြီးလို့ပါဟုတ်လားဟဲ့ခန္ဓာကြီးရတာကမျက်စိပါတော့မမြင်ရဘူးလားနားပါတော့မကြားရဘူးလားနှာခေါင်းမှတော့အနတ်နေရောမရဘူးလားလျှာပါတော့အရသာရောမရဘူးလားကာယအကြည်ပါတဲ့အခါကျတော့ထိပိမှုတွေလည်းမရဘူးလားမနောအကြည်ပါတော့တွေးတောမှုတွေလည်းမရှိဘူးလားအဲ့ဒါကဝိပါကဒီဝကြီးယောဂီတို့ဥစဉ်တို့တဏ္ဍာမှာရှိလားမရှိဘူးလားအဝိပါကကိုငါဝိပါကဝကြီးလို့ဒီလိုမျိုးယူထားရတယ်ဟုတ်တယ်မလားသားတွေသမီးတွေလှုပ်ကြွေးကြိုက်ကြွေးနေတာဝိကြောင့်ဟုတ်တယ်မလားသားကလည်းမိဘကိုလှုပ်ကြွေးတာဝိကြွေးပဲမိဘလည်းသားသမီးကိုပြုစုဆောင်ချော့ရတာလှုပ်ကြွေးရတာဝိကြွေးပဲလင်ရလည်းသူပြုစားတယ်မရတယ်သူပြုစားပဲဒါဝိကြွေးပဲအဲ့ဒီတွေကနေပြီးတော့မှအစောကလူချင်းတဲ့စိတ်စားချင်းတဲ့စိတ်သွားချင်းတဲ့စိတ်လာချင်းတဲ့စိတ်ဆိုကိလေသာကိုအဲ့စိတ်တွေဖြစ်တာဒီကိလေသာကိုအဲ့မှာရှင်လက်နဲ့ပြုလုပ်တာကာမကိုဖြစ်သွားတာဟုတ်တယ်မလားအဲ့တော့အဲ့ဒီစိတ်3မျိုးနဲ့ဥစဉ်တို့မှာတဏ္ဍာမှာမနေရဘူးလားနေရတယ်နော်အဲ့တော့ဥစဉ်တို့ဒီဝတ်ကိုဥစဉ်ကအကျယ်ရှက်ပြောလိုက်တာဒါမိနစ်20ဖြစ်သွားပြီဒါဆိုစက်ဝိုင်းတပတ်ပြည့်သွားပြီဟုတ်ပြီနော်ဒီမိုက်တော့အဲ့လိုဆိုသဘောပေါက်ပြီလားအပြေဝယူပြောနေမှာဒီလိုရှင်းပြမှလည်းဒကမတို့နားလည်မှာလေယောဂီတို့နားလည်မှာလေဒီဝတ်ကြီးကိုစာတိုင်းလက်နေမယ်ဆိုလို့ရှိရင်နားလည်ပါမလားအခုကိုရရဲ့တဏ္ဍာမှာဒီဝတ်3ပါးနဲ့တရားနာနေတယ်တရားဟောနေတယ်လို့ဒီလိုဆိုပြောရင်မှားလားမှန်လားမှန်တယ်နော်မှန်တယ်ကဲကောင်းပြီဒါဆိုကိုအကြောင်းကိုသိ